အရန်စင်းရလာတဲ့ကျမနဲ့တထေးသားခတ်ဆူဆူလေးသူအမောင်တဲကအလင်းစလူတွေအလဲမှာကျမကိုသူ့ရဲ့ဇနီးလောင်းပါလို့ကြေညာလိုက်တဲ့အတန်ကကျမနားထဲမှာဘုံတလုံးလို့ပောက်ကွဲသွားတယ်လို့မျိုးခံစားလိုက်ရတယ်လေကျမဘာပြောမှန်းတော့မသိလောက်အောင်စိုးအပ်သွားခဲ့တာပေါ့သူ့ရဲ့ကားမဲကြီးကမြို့ပြင်ကတိတ်ဆိတ်တဲ့အိမ်အိုကြီးတစ်လုံးမှာရလိုက်ပါတယ်အဲ့အိမ်ကြီးကကြီးရော်ကြီးပါရဲ့ဒါပေမဲ့အရန်ကိုအေးဆက်ပြီးအထီးကျပ်ဖို့ကောင်းလုံးပါတယ်စင်းတော့ဒီနေ့ကစပြီးမင်းဒီမှာနေရမယ်တဲ့သူကခက်ပြက်ပြက်ပဲပြောပြီးတော့အိမ်ထဲကိုအရင်ဝင်သွားခဲ့ပါတယ်ကျမလည်းတုံရင်နေတဲ့ခြေလမ်းနေနဲ့သူ့ရဲ့နောက်ကိုလိုက်မိသွားတာပေါ့အိမ်ထဲရောက်တော့သူကကျမကိုအခန်းထဲကိုပို့လိုက်ပါတယ်အဲ့အခန်းထဲမှာကျမအတွက်လိုအပ်တဲ့ပစ္စည်းတွေအစုံရှိနေတာကိုတွေ့လိုက်တော့အော်သွားခဲ့တယ်လေဒါတွေမကဘူးကျမအမျက်တနောသုံးတဲ့ skin care ဘူးတွေရောအစင်းသိမ်းရှိနေတာလေအဲ့ဒီအချိန်မှာပဲကျမရဲ့ဖုန်းလေးကမြည်လာခဲ့တယ်ကြည့်လိုက်တော့စေးုံကပါအမေရဲ့ခွဲစိတ်မှုအောင်မြင်သွားပြီရဲ့ကျမဝမ်းသာလုံးလို့မျက်ရည်ရောကျလာမိတယ်သူတကယ်ပဲဂိတ်တီခဲ့တာပဲကျမသူ့ကိုကျေးဇူးတင်စကားပြောဖို့သူ့ခန်းစီကိုသွားလိုက်တယ်တကားကနည်းနည်းလေးဟနေရနဲ့ကျမချောင်းကြည့်မိလိုက်တော့သူကဖုန်းပြောနေရလေဟုတ်ကဲ့အမေပြောတဲ့အတိုင်းကျွန်တော်စစ်ဆက်လိုက်ပြီးအခုတော့ကျွန်တော်ကိုကုမ္ပဏီရဲ့ share တွေအကုန်လွှဲပေးတော့မလားတဲ့ကျမရင်ထဲမှာတိတ်ခင်နေဖြစ်သွားတယ်သူကျမကိုအတုံးချခဲ့တာကိုသူ့မိသားစုစီကအမွေရဖို့ကျမကိုအယုတ်တရုတ်လိုအတုံးချခဲ့တာပဲကျမမျက်ရည်ဝဲလာပြီးချက်ချင်းပဲအခန်းထဲကိုဝင်သွားလိုက်တယ်ရှင်တို့ကျမကအမွေရဖို့အတုံးချကြတခုပဲလားလို့ကျမအော်မေးလိုက်တာပေါ့သူကဖုန်းကိုချလိုက်ပြီးကျမစီကိုဖြည်းဖြည်းချင်းရှောက်လာခဲ့တယ်သူ့မျက်နှာမှာအရင်ကလိုမောင်းမာတဲ့အပြုံမျိုးမရှိတော့ပဲအရန်ကိုလင်းနေတဲ့အကြည့်တွေနဲ့ပေါ့သူကကျမကိုနေရံမှာလက်နှစ်ဖက်နဲ့ပိတ်ရလိုက်ပြီးတော့ကျမမျက်နှာကိုတက်တက်ကြီးပြောလိုက်တယ်လေအစကတော့ဒီတိုင်းပဲဒါပေမဲ့နင်မင်းကိုဒီအိမ်ထဲခေါ်လာပြီးနောက်ပိုင်းမှာငါအရင်လိုမင်းကိုဆက်ဆံတော့မှမဟုတ်ဘူးဆိုတာမင်းသိလားကျမရင်နဲ့အရန်ခုန်နေမိတယ်သူကကျမရဲ့ဘားပြင်ပေါ်ကတနက်ခါလေးကိုသူ့လက်နဲ့ခပ်ပလေးပုတ်လိုက်ရင်ကျမနှာခမ်းစီကိုငုံလာခဲ့တယ်လေအဲ့ဒီအချိန်မှာပဲအိရှိကနေကားဘရိတ်အုပ်တန်အကျယ်ကြီးကြားလိုက်ရပြီးတကားကိုဝုန်းမနဲ့ဖွင့်လိုက်တဲ့အတန်နဲ့အတူကောင်မလေးတစ်ယောက်ကဝင်လာခဲ့တာပေါ့ဒီမှာမောင်မင်းဘာတွေလုပ်နေရလဲစူးစူးဝါးဝါအော်တန်နဲ့အတူပေါ်လာခဲ့တာကတော့ဒေါသတွေထွက်နေတဲ့မိန်းကလေးတယောက်သူကကျမကိုတတ်မတက်ကြည့်နေရင်လက်ထဲကဓာတ်ပုံတစ်ပုံကိုကျမ်းပြင်ပေါ်ကိုပစ်ချလိုက်တယ်လေအဲ့ပုံထဲမှာမြင်လိုက်ရတာကကျမလုံးဝမထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့သူကရင်းနှီးနှီးရှိနေတဲ့ပုံပဲဘာတွေဆက်ဖြစ်မှာလဲအဲ့လူကတော့ဘာတူလဲအပိုင်းလေးလေးကိုစောင့်မျှော်ပေးကြပါအောင်နော်